AC နဲ့ပွဲမှာလူစားလဲခံလိုက်ရလို့ပောက်ကွဲခဲ့တဲ့ဒီဘိုင်းကိုလူမာပြီးလာမရှုံနဲ့လို့သတိပေးလိုက်တဲ့ကွန်တီပရိသတ်များမင်္ဂလာများ English Sport ကနေပြန်လည်ကြိုလိုက်ပါရင်ပြီးခဲ့တဲ့ရက်ကစားခဲ့တဲ့ AC Milan နဲ့နာပိုလီတို့ရဲ့စီးရီးပွဲစဉ်မှာနာပိုလီကွင်းလယ်လူကီဗင်ဒီဘိုင်းဟာလူစားလဲခံလိုက်ရစဉ်မှာပောက်ကွဲတောင်းကျမ်းခဲ့ပါတယ်ဒီပွဲမှာကီဗင်ဒီဘိုင်းဟာနာပိုလီရဲ့ကွင်းလယ်မှာအဓိကကစားမဖြစ်ပါဝင်ကစားခဲ့ပါတယ်သူရဲ့ဘောလုံးဖြန့်ဝေမှုပွဲထိန်းချုပ်မှုနဲ့ဖန်တီးမှုတွေကနာပိုလီရဲ့ကစားပုံမှာအရေးပါတယ်ဒါပေမဲ့ဒုတိယပိုင်း83မိနစ်ဝန်းကျင်မှာသူ့ကိုလူစားလဲလိုက်တဲ့အခါစိတ်တူစွာနဲ့လက်ဟန်ချင်ပြပြီးရေတောင်မှုတစ်လုံးကိုကန်ထဲမိလိုက်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့နာပိုလီနီးပြကွန်တီကသူရဲ့စိတ်ပြတ်မှုကပွဲရလန်းနဲ့ပဲပတ်သက်ပြီးဖြစ်ဖို့ကျွန်တော်မျှော်လင့်ပါတယ်လူစားလဲလို့ဖြစ်တာဆိုရင်တော့သူလူမှားပြီးလာရှုံးမိတာဖြစ်သွားပါလိမ့်မယ်လို့မှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ်ဒီဘရိုင်းကလူစားလဲခံရခြင်းမှာဘာကြောင့်ပေါက်ကွဲခဲ့ရတာလဲAC နဲ့ပွဲမတိုင်ခင်ထိနာပိုလီယာတရားဒီမှာရာသီအစပွဲစဉ်၄ပွဲစလုံးကိုနိုင်ရရှိထားခဲ့ပြီးစီးရီးချန်ပီယံဆုကိုကာကွယ်ဖို့အတွက်အရှိန်ဟုန်ကောင်းကောင်းနဲ့ပြည့်နေခဲ့တာပါဒါပေမဲ့ဒီပွဲမှာတော့နာပိုလီကတယောက်တာနဲ့ကစားခဲ့ရတာမှာ AC ကိုရှုံးသွားခဲ့ရပါတယ်ဒီဘရိုင်းဟာပွဲထဲမှာဘောလုံးပိုင်ဆိုင်မှုကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီးပနတီဂိုးတစ်ဂိုးသွင်းပေးခဲ့ပေမဲ့အသင်းကနောက်ထပ်ဂိုးမသွင်းနိုင်ခဲ့ပါဘူး AC ရဲ့ခံစစ်ကခိုင်မာလုံးခဲ့ပြီးနာပိုလီရဲ့တိုက်စစ်မှုတွေအနေနဲ့လည်းခွေးတွေကိုအဆုံးသတ်နိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်ဒီလိုအခြေအနေဆိုးတွေအကြောင်းဒီဘရိုင်းစိတ်ပြတ်သွားတာဟာသဘာဝကျပါတယ်ကိုရီကလည်းသူ့ရဲ့စိတ်ပြတ်မှုကပွဲရလက်ပဲပတ်သက်ပြီးဖြစ်ဖို့မျှော်လင့်တယ်လို့ပြောခဲ့တာကဒီဘရိုင်းရဲ့စိတ်ပြတ်မှုရဲ့အဓိကအကြောင်းရင်းကရှုံးပွဲပဲဖြစ်ပါစေလို့သူမျှော်လင့်ထားတာဆိုတာကိုပြသပါတယ်ဒီဘရိုင်းဟာကမ္ဘာကောင်းဆုံးကွင်းလယ်ကစားမတွေကတူးဖြစ်ပြီးသူရဲ့ကစားပုံဟာအသင်းအတွက်အမြဲတမ်းအခရာကျပါတယ်မန်စီးတီးမှာဆယ်စုနှစ်တခုကျော်ကစားခဲ့စဉ်ကသူဟာပွဲတိုင်းလိုပွဲချိန်မြေဒီမှာပါဝင်ကစားပေးရလိမ့်ရှိတတ်ပါတယ်နောက်ပိုင်းဒဏ်ရာပြဿနာတွေအကြောင်းသာပွဲကစားချိန်နဲ့ပါလာခဲ့တာပါနောက်ပလီမှာလည်းသူ့ရဲ့အခမ်းအနားကဒီလိုပါပဲဒါပေမဲ့ဒီပွဲမှာ83နှစ်မှာလူစားလဲခံရတာကသူ့အတွက်ကိုပိုင်ကုန်သိက္ခာကိုထိခိုက်စေတယ်လို့ဒီဘိုင်းကခန်းစားသွားခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။ဒါကတော့ကျွန်တော်အတွေးလွန်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီဘိုင်းဟာမန်စီးတီးမှာပရီးမီးယားလိချန်ပီယံဆုတွေအချိန်ချင်းရခဲ့တဲ့ကစားမဖြစ်ပြီးနာပိုလီကိုပြောင်းရွှေ့လာတာဟာသူ့ရဲ့စွမ်းဆောင်ရည်ကဥရောပထိပ်တန်းလိတွေမှာကစားနိုင်သေးတယ်ဆိုတာကိုပြသခြင်းတဲ့သဘောလေးပါပါတယ်။ဒီပွဲဟာနာပိုလီအတွက်အရေးကြီးတဲ့ပွဲဖြစ်ပြီးAC Milan လိုပြန်ပြန်ကြီးတဲ့တင်းကိုရှုံးနေကြရတာကသူ့အပေါ် PR တွေထပ်တိုးစေနိုင်ပါတယ်။ဒီဘက်မှာသူ့ရဲ့စွမ်းဆောင်ရည်ကသူမျှော်လင့်ထားသလောက်ဖြစ်မလာသေးဘူးလို့ခန်းစားရရင်ဒါမှမဟုတ်အသင်းရဲ့ရှုံးနေမှုမှာသူ့အနေနဲ့လည်းဘာမှထူးထူးခြားခြားလုံးမပြနိုင်သေးဘူးလို့ခန်းစားခဲ့ရရင်ပွဲချိန်ပြည့်မချင်းတစ်ခုလုံးပြဖို့အတွက်သူအားခဲထားမှသိကြပါလိမ့်ဒီလိုအချိန်မျိုးမှာလူစားလဲခံလိုက်ရတာကသူ့ရဲ့စိတ်ကိုခိတလောက်ထိန်းကိုရမဲသွားစေနိုင်တာလည်းဖြစ်နိုင်ပါလိမ့်ကိုနီယာစီကန်တင်းချက်တဲ့နီးပြတူဖြစ်ပြီးသူ့ရဲ့နီးပြတွေကိုအတီးကျလိုက်နာဖို့ကစားမတွေကိုတောင်းဆိုတယ်ဒီဘိုင်းလိုမျိုးကစားမတူဟာသူ့ရဲ့ကစားပုံမှာလွတ်လပ်မှုကိုနှစ်သက်တဲ့ဒီဘက်မှာသူ့ကိုလူစားလဲလိုက်တာကကွန်တီရဲ့ဆုံးဖြတ်ချက်ကိုလက်မခံနိုင်တဲ့ခန်းစားချက်ကိုဖြစ်ပေါ်စေနိုင်တယ်။သူရဲ့ဂိုင်းတွယ်ပေါ်အသင်းကိုစီလုံးညီညွတ်စေပြီးအောင်မြင်မှုတွေရရှိစေခဲ့ပေမဲ့ကစားမတွေအပေါ်ဖိအားပေးတဲ့သဘောလည်းရှိပါတယ်။ကွန်တီရဲ့လူမားပြီးလာရှုံးမိတာဆိုတဲ့စကားကသူ့ရဲ့စီကံတင်းကျပ်မှုကိုထင်ရှားစေတယ်။သူကကစားမတွေရဲ့စိတ်ခံစားမှုကိုနားလည်ပေမဲ့အသင်းရဲ့အကျိုးစီးပွားကိုဦးစားပေးတယ်။ဒီပိုင်းရဲ့ပေါက်ကွဲမှုကိုပွဲရလဲကြောက်မယ်ဖြစ်ဖို့မျှော်လင့်မိတယ်လို့ပြောခဲ့တာကသူ့ရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်တာမျိုးလက်မခံဘူးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ကိုနီယာဂျူဗင်နဲ့ချယ်ဆီအင်တာမီလန်တို့အသင်းတွေမှာအောင်မြင်မှုတွေရရှိခဲ့ပြီးသူ့ရဲ့စီကံတင်းကျပ်မှုကြောင့်ကစားသမားတွေကိုအမြင့်ဆုံးစွမ်းဆောင်ရည်ထုတ်ပြဖို့တွန်းအားပေးတယ်။ဒါပေမဲ့ DPR ကတခါတရံကစားသမားတွေနဲ့ပဋိပက္ခဖြစ်စေတယ်။ဥပမာချယ်ဆီမှာဒီယိုကော့စတာနဲ့ပဋိပက္ခဖြစ်ခဲ့တာအင်တာမီလန်မှာခရစ်စတန်အရီဆန်နဲ့တင်းမာမှုတွေရှိခဲ့တာမျိုးတွေကကွန်တီရဲ့တင်းကျပ်တဲ့ဂိုင်းတွေပုံနဲ့ဥပမာပဲ။ဒီဘရိုင်းရဲ့ပေါက်ကွဲမှုကလည်းကွန်တီရဲ့လူစားလဲဆုံးဖြတ်ချက်ပေါ်မကျေနပ်မှုကြောင့်ဖြစ်ပေါ်လာနိုင်တယ်။ကွန်တီရဲ့လူမားပြီးလာရှုံးမိတာဆိုတဲ့ပြောဆိုချက်ကအသင်းစည်းလုံးမှုကိုဦးစားပေးတဲ့သူ့ရဲ့သဘောထားကိုပြပါတယ်။သူကကစားမတူးချင်းရဲ့စိတ်ခံစားမှုထက်အသင်းရဲ့ရလဒ်ကိုပိုဦးစားပေးတဲ့နည်းပြမျိုးဖြစ်နေတာကြောင့်ပါလက်ရှိမှာဒီဘရိုင်းကဒီကိစ္စအပေါ်ပြန်လည်ဖြေရှင်းလာတာမျိုးမရှိသေးပါဘူးဆက်ပြီးတော့စောင့်ကြည့်သွားရပါဦးမယ်ညီကိုတို့ကရောဘယ်လိုမြင်ကြလဲလူသားလဲခံရတဲ့အချိန်မှာဒီဘရိုင်းကဘာကြောင့်ပေါက်ကွဲခဲ့တယ်လို့ထင်မိလဲပြောပေးခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ